မင်္ဂလာပါရှင်ဒီနေ့တော့ကျွန်တော်တို့ကပြည်ဦးလင်ရှေ့လက်ဆန်မှာပေါ့နော်နေ့လေသာစားကြမှာပေါ့လေပွဲကြိုက်နေတာဒီညလုံးပဲအိတ်ပဲနဲ့သားမင်းလေးက3နိုင်ခွဲမှာအိမ်ရောက်တာမနေ့ထလာပြီးတော့ထလာပြီးတော့မနေ့စားလည်းမစားရဘူးပေါ့ဟုတ်တယ်ခုချိန်နေ့စားစားရသေးပါဘူးရှင်ကျွန်တော်ကတော့ဖတ်ထမင်းလေးစားမယ်ရှင်သမီးကြီးကဒါချင်မောင်ထမင်းပါရှင်ပြီးတော့ဒီဟာကြီးကဖတ်တော့လေးပါရှင်တုံးဆောင်ရပါဦးအတူမှန်းထားလေချစ်စရာလေးကိုကိုတီးလို့ပွဲမကြည့်ရတဲ့ဟုတ်တယ်သမီးလည်းကိုကိုတိလိုက်ရမှာတိလိုက်ရမှာမတိလိုက်ဘူးဖြစ်သွားတာခန်းစပါခန်းလိုက်ရတာပြုစားခံလိုက်ရအားလုံးပဲကျွန်တော်သမီးကြီးကပြောတယ်ကျွန်တော်တို့လွတ်ပွင့်လိုက်ကြတယ်သမီးပြောမြမင်းညာတော့ကကိုဆိုင်မူလာဆိုပြောတနေ့ကုန်ပြောနေတာဘာရွနေကြဘယ်သူကအရင်စပြောလဲနောက်ကတူမတောင်ပြောနေပါတယ်ဘယ်သူကအရင်စပြောတာဆိုင်ကိုကြောင့်အရင်ပြောမိရဲ့တူတဲ့ဘာလို့ကြေးဆိုလို့ရှိရင်အဲ့လိုဆော့ရမှာတဲ့တနေ့ကုန်ပြောနေပြီပြောမယ်သမီးငယ်လေးစီရောက်တော့သမီးငယ်လေးမျက်နှာလေးကဆေးရမိုးလေးလိုပဲချစ်စရာလေးအဲ့နေရာဆိုင်ကိုလိုပဲဆမ်းပါရဲ့တော့မင်းတို့လည်းဘာဖြစ်နေတာလဲမင်းတို့ကဘာမှမဖြစ်ပါဘူးသမီးရေကိုရမကြည့်ရပဲကောင်းတယ်ဟုတ်တယ်ကိုကြည့်မိရတယ်နဲ့တော့နာနာရပါဆိုပြုစားခံလိုက်ရတမလည်းမဲ့ဆေးရမိုးလေးလိုပဲရန်ကောင်းတာပဲဆိုတာစွန်းနေတယ်သိကြပြီရှင်ကဲဥဆောင်ပါအောင်ရှင်တို့မှလွမ်းကြံခဲ့ရတာပေါ့ဗျာဟုတ်ပါတယ်ဒါတော့မှကျွန်တော်တို့အင်္ဂလိပ်ပြေကုန်ဟိုမှာဖြစ်သွားလို့မေတို့ငယ်ငယ်တုန်းကဆိုရင်ဒီတက်ဆိုးကြတယ်ဟုတ်လားဟာဟိုကြတာဟိုကြံခဲ့တာနေကြပြီဟုတ်တယ်မိုးမင်းတို့ခက်ကလေသူတို့ကပြန်သွားရင်သူကလေညကြည့်ပြီးတော့လေဟိုပြီးကြံခဲ့တာအဲ့လိုပဲဒါသုံးစားတိုင်းဟိုချင်းလိုက်အပြုံးနဲ့အရင်ချစ်စရာကောင်းတာမအရင်ချစ်စရာဘာမှလည်းမမေးဘူးတဲ့တူတယ်တက်တော်တယ်ဟုတ်လားဘာမှဖေးနေကြတိကျမယ်ထင်လို့ပြောပြလိုက်မိရအရင်ချစ်စရာမို့ကြည့်လို့လေရှင်တို့စိတ်ချမ်းသာသွားစေရမယ်လေငုတ်တို့လေးပဲထိုင်ကြည့်ဘာမှမလုပ်နဲ့ငုတ်တို့လေးပဲထိုင်ကြည့်သူမျက်နှာလေးပဲထိုင်ကြည့်မလားမလားမှာ3ရက်လာကလိုက်တာကျွန်တော်တို့ဘဝတစ်ခုလုံးတစ်နှစ်လုံးစားပြီးခွန်အားတွေပြည့်စုံတော့3ဘဝစားတော့စားခံလိုက်ရပြီသမီးက3ရက်ကလိုက်တာ3ဘဝစားပြီးစားခံလိုက်ရပြီဖြစ်တော့ကဲမြန်မာလေးသိပါသေးပေါ့နော်ကြားပါသေးကိုကြီးတိတ်ချစ်တယ်မနိုင်တော့မနိုင်တအားကိုကြိုက်နေရဒီမှာသူပထမဆုံးကြည့်ဘူးတာပေါ့နော်လိုင်းပေါ်မှာပဲကြည့်ဘူးတာဆိုတော့ကျွန်တော်သူ့ကိုကြည့်ဘူးအောင်ပြလိုက်တာပါအဲ့လိုပဲသူစားခံရတယ်လို့ကဲနော်ဒီအားလုံးပဲခဏနေပြုံးလို့ရဆင်းလာနေတက်ကုန်းသွားတော့မှာပါသမီးကတက်ကုန်းမှာစနေမယ်နော်ကျွန်တော်ကဒီနေ့ကစပြီး fan တစ်ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့လည်း fan လက်ရှိရှိနေတဲ့ fan ညီမလေးတွေကလည်းလက်ခံပေးပါအောင်နော်အဲ့တော့တင်းတစ်ခုတွဲကွဲသွားတာပေါ့ကျွန်တော်ကတော့မောင်မောင်တင်းသမီးကကိုကိုပဲအဲ့ကျွန်တော်ကမနက်က9နာရီတိတိမှာတာမီမြောက်ကတကုတ်ကုတ်နဲ့ဘာလုပ်နေပါလဲဆိုကျွန်တော်ကတချင်းလေးတွေကျွန်တော်ရိုက်လာတဲ့ဟာလေးတွေကျွန်တော်မောင်မောင်ပေါ်ထားတဲ့တစ်တာမိုးလောင်မကပါတယ်အဲ့ချိန်မှာသမီးကကိုကြီးသိချစ်တယ်တရားဆိုတစ်ချိန်နဲ့တင်တာနော်တစ်ချိန်နဲ့တင်တာဟုတ်တယ်သမီးကဟိုသမီး driver ထည့်လိုက်ပါတယ်အမေနဲ့တင်တော့ကျုံးမှာကမမကိုယ်တိုင်ကဆိုတဲ့ချင်းလေးနဲ့ရှိသေးတယ်နော်မရှိမှတင်နေရရှိသေးရဲ့ကမမကိုယ်တိုင်ကအဲ့ချင်းလေးလုပ်ပြကြအဲ့လုပ်တာလေဟာဒါမှမဟုတ်အရန်ကောင်းတာလည်းမပြေဘူးနေရတယ်ဟိုဟာချွေးလက်ဆန်တင်းလေးတော်တော်ကိုကောင်းတင်းလေးရတော့ဖြစ်သွားတယ်တင်းလေးတော်တော်ကောင်းနေတယ်ကျွန်တော်ကြိုက်တဲ့အရာတာကျွန်တော်ကြိုက်တဲ့အရာတာလေးမိတယ်ပေါ့မိတယ်လို့ပြောကျွန်တော်ကြိုက်တဲ့အရာတာလေးဒီလေလာတော့မဆွဲနေလဲဆိုလို့ရှိရင်မနေ့တော့လေအမေမီးရမလာဘူးလို့ပြောတာမေးမိုးကမလာဘူးလို့ပြောတယ်မေးမိုးကမလာ